မင်္ဂလာပါအခုတစ်ခါပြောပြပေးမယ့်ပုံပြန်ကတော့မိဘရီစီကအဆုံးပြစ်ခံရတဲ့တနာစရာကောင်းပြီးတတိရှိတဲ့မောင်နှမနှစ်ယောက်ရဲ့ပုံပြန်လေးပါပုံပြန်နားထောင်ရင် channel ကို subscribe လုပ်ထားဖို့လည်းမမိကြနဲ့အောင်နော်တခါတော့ကတောအုပ်နဲ့ကြီးရဲ့အတွင်းပိုင်းမှာတကယ်ကိုတင်းရဲ့တဲအိတ်လေးတစ်လုံးထဲမှာဟန်ဆယ်နဲ့ဂရက်တယ်တို့မောင်နှမနှစ်ယောက်ဟာသူတို့ရဲ့ဖခင်နဲ့အတူနေထိုင်ကြပါတယ်သူတို့ရဲ့မိခင်ဟာကွယ်လွန်သွားခဲ့ပြီးဖြစ်ပြီးဖခင်ကမိသားစုတာဝန်တွေကိုထမ်းဆောင်ဖို့တစ်ခုတ်သမားအဖြစ်နေညမနာအလုပ်ကြိုးစားခဲ့ရပါတယ်အချိန်ကြာလာတာနဲ့အမျှတာဝန်တွေပိုများလာပြီးဘဝဟာနေ့စဉ်နေ့တိုင်းပိုမိုခက်ခဲလာခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့ရဲ့ဖခင်ဟာဒုတိယအိမ်ကြောင်ပြုလုပ်လိုက်ရပါတယ်ဒါပေမဲ့မိမအသက်ဟာသူ့ရဲ့ကလေးတွေကိုချစ်ခင်မှုတစုံတရာမရှိခဲ့ပါဘူးတညမှာဟန်ဆယ်နဲ့ဂရက်တယ်တို့အေဖို့ပြင်ဆင်နေချိန်သူတို့ရဲ့အထွေးမိခင်နဲ့ဖခင်ကြားကစကားများတန်ကိုကြားလိုက်ရပါတယ်။မုံအားလုံးကမနဲ့မလင်းခင်တောင်ကုန်သွားတယ်။ဒီကလေးတွေဒီမှာဆက်နေရင်ငါတို့အားလုံးစာလောင်တည်ဆုံးရလိမ့်မယ်။ဟူမိထွေးဖြစ်သူမှပြောဆိုရာသူတို့ကငတ်ကလေးတွေပါသူတို့ကိုဖြစ်မထားနိုင်ဘူး။ဟုဖခင်မှပြန်ပြောလေတယ်။ငါတို့ဘာမှမလုပ်ဘူးဆိုရင်မနှက်ပြန်မိတို့မှအသက်မရှင်နိုင်တော့ဘူး။သူတို့ကိုတောအုပ်နတ်ထဲကိုခေါ်သွားပြီးထားဟိလိုက်ပါဟုချိန်မောင်းနေတယ်ဖခင်ကစန့်ကျင်ခဲ့ပေမဲ့မိထွေးရဲ့ဆုံးဖြတ်ချက်ကိုမလွန်ဆန်နိုင်ခဲ့ဘူးဒီစကားကိုကြားလိုက်တဲ့အခါဂရက်တယ်ကမျက်ရည်ကျလာပါတယ်မစိုးရိမ်ပါနဲ့ဂရက်တယ်ဘလို့ပဲဖြစ်ဖြစ်ငါတို့အိမ်ပြန်လမ်းကိုရှာတွေ့မှာပါဟုညီမဖီတူကညှစ်သိမ့်လေတယ်အဲ့ဒီညမှာဟန်ဆယ်ဟာအပြင်ထွက်ပြီးသူ့အိတ်ကက်ဒီတဲကိုလင်းလက်တဲ့ကြောက်တုံးတွေအပြည့်ထည့်လိုက်ပါတယ်မနက်ဖြန်မှာတော့သူတို့အားလုံးတောအုပ်ထဲကိုထပ်ခွာခဲ့ကြသည်ဖခင်ကဒါဟာမိသားစုလက်ပတ်ခီးတာထစ်တယ်လို့ပြောပါတယ်တောအုပ်ကပုံမနဲ့ရှင်းလာသလိုဟန်ဆယ်ဟာအိမ်ပြန်လန်းကိုမှတ်သားနိုင်ဖို့ကြောက်တုံးတွေကိုတိတ်တဆိတ်လာရလန်းတစ်လျှောက်ချထားလိုက်ပါတယ်မွန်လဲပိုင်းမှာဖခင်နဲ့မိထွေးကသူတို့ကိုအစားအစာနည်းနည်းပေးပြီးမကြခင်ပြန်လာမယ်လို့ပြောပြီးထွက်သွားခဲ့ကြပါတယ်ဒါပေမဲ့သူတို့မပြန်လာခဲ့ပါဘူးညရောက်လာချိန်တောထဲမှာကြောက်စရာအတန်တွေကြားလာပြီးဟန်ဆယ်နဲ့ဂရက်တယ်တို့ကြောက်ရွံ့စွာတိလောက်ကိုတိတော့ဖတ်ထားခဲ့ကြပါတယ်လာပြည့်ရောက်လာချိန်ဟန်ဆယ်ချချခဲ့တဲ့ကြောက်တုံးတွေတောက်ပလာပြီးအိမ်ပြန်လန်းကိုပြသပေးခဲ့ပါတယ်ဖခင်ကကလေးတွေအိမ်ပြန်ရောက်လာတာကိုတွေ့ပြီးအလွန်ဝမ်းသာခဲ့ပြီးမြမိထွေးဖြစ်သူကတော့ကြေနဲ့မနေခဲ့ဘူးအဲ့ဒီညမှာရဲ့သူမကတကားကိုပိတ်လိုက်ပြီးဟန်ဆယ်ထပ်မံကြောက်တုံးတွေမစုနိုင်အောင်လုပ်လိုက်ပါတယ်ဒါပေမဲ့ဟန်ဆယ်ကညံကောင်းပါတယ်နောက်တနေ့ကြောထဲကိုထပ်သွားကြတဲ့အခါသူဟာမုံအပိုင်းစာတွေကိုလမ်းတစ်လျှောက်ချထားလိုက်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ငှက်တွေကမုံအပိုင်းစာတွေကိုစားသွားပြီးအိမ်ပြန်လမ်းမတွေ့နိုင်တော့ပါဘူးဟန်ဆယ်နဲ့ဂရက်တယ်တို့တောထဲမှာရက်များစွာလမ်းလျှောက်လဲနေခဲ့ကြပါတယ်နောက်ဆုံးမှာတော့သူတို့ဟာထူးဆန်းတဲ့အိမ်တစ်လုံးကိုတွေ့လိုက်ပါတယ်အဲ့ဒီအိမ်ရဲ့နညံတွေဟာဘစ်ကစ်ပြေပြုတ်လို့ထားပြီးခေါင်မိုးကမုံတွေပဒင်းပေါက်တွေကချောကလက်ရဲ့အလှစင်ထားပါတယ်သူတို့အိမ်သားကမုံတွေကိုစားနေချိန်ငါအိမ်ကိုဘယ်သူကောက်စားနေတာလဲဆိုတဲ့အထံတစ်ခုကြားလိုက်ရပါတယ်သူတို့ဟာသူတို့ရဲ့ဖခင်နဲ့မိထွေးတို့ကတောထဲမှာထားခဲ့တဲ့အကြောင်းကိုအဘွားအိုလီကိုပြောပြလိုက်ပါတယ်တနာစရာကလေးကြီးအတင်းကိုဝင်လာပါမုံနဲ့နို့တွေရှိတယ်ဒါပေမဲ့အဲ့အတွဲမိုင်းကမှောင်မဲပြီးမတန်ရှင်ကြောက်စရာကောင်းနေပါတယ်နောက်တစ်နေ့မှာသူတို့အိမ်ထဲကအခန်းတစ်ခုကိုဖွင့်ကြည့်လိုက်တဲ့အခါရွှေနဲ့ရတနာတွေအပြည့်ရှိနေပါတယ်သူတို့ထွက်သွားဖို့ပြိုးစားချိန်အစိမ်းရောင်မီငိုပလက်ဝိုင်းလာပြီးစုံမတူပေါ်လာခဲ့ပါတယ်စုံမကဟန်ဆယ်ကိုဖမ်းပြီးလောင်ကိန်းနဲ့ပိတ်လိုက်ပါတယ်နင်းရဲ့အကိုကိုအစာဝအောင်ကျွေးထားသူဝလာတဲ့နေ့သူ့ကိုငါစားမယ်နှုတ်တွေကြားလာပေမဲ့ဟန်ဆယ်ဟာအစားအစာအားလုံးကိုမြေထဲမှာဖုံးထားလိုက်ပြီးမဝအောင်လုပ်လိုက်ပါတယ်နောက်ဆုံးမှာစုံမကစိတ်မရှိတော့ဘူးဒီနေ့ပဲသူ့ကိုချက်စားမယ်မုံဖွက်ထားတာကြက်မကြက်မီးဖို့တွေသွားကြည့်ကြဂရက်တယ်ကလွတ်မြောက်ဖို့အစီအစဉ်တစ်ခုချက်ချင်းစိတ်ကူးလိုက်ပါတယ်မမြင်ရဘူးကျေးဇူးပြုပြီးတင်လာကြည့်ပေးပါဆုံးမကမီးဖို့တဲ့ခေါင်းကုန်ပြီးကြည့်ချင်မှာဂရက်တယ်ကသူမကိုနောက်ကနေအားနဲ့တွန်းချလိုက်ပါတယ်ထို့နောက်ဟန်ဆယ်ကိုလောင်အိမ်ထဲမှာလွှတ်ဖေးပြီးသူတို့ဟာရတနာအချို့ကိုယူကာအိမ်ထဲမှာထွက်ပြေးခဲ့ကြပါတယ်ရက်အနေငယ်ကြာလမ်းလျှောက်ထင်းနောက်ဆုံးမှာသူတို့အိမ်ကိုပြန်တွေ့လိုက်ပါတယ်ဖခင်ကသူတို့ကိုတွေ့ပြီးငါအလွန်နောင်တရတယ်နောက်ထပ်မင်းတို့ကိုပြစ်မထားတော့ဘူးဟုဝမ်းနဲ့ဆိုပြောပါတယ်ဟန်ဆယ်နဲ့ဂရက်တယ်တို့ကဖြစ်ပျက်သမျှအားလုံးကိုပြောပြလိုက်ပါတယ်ဒီယရနာတွေကငါတို့ကိုချမ်းသာအောင်လုပ်နိုင်မယ်ဒါပေမဲ့မင်းတို့ပြန်လာတာကပိုပြီးကြံပိုးရှိဆုံးယရနာတွေပါပဲဒီလိုနဲ့သူတို့ရဲ့ဒုက္ခတွေအဆုံးသတ်သွားပြီးမိသားစုဟာပျော်ရွှင်စွာနေထိုင်သွားလေတော့ပါတယ်